မင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်မမိုးရှိမှာမှာကြတာတွေကငပူတော်တို့နထိုးကြီးဘက်တို့တောင်ကြီးတို့อ่ะပေါ့နော်မမိုးယုံကြည်စိတ်ချစွာမှာပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဒီမှာမမိုးရှိမှာအခုဝါချီပေါ့နော်ဝါချီပေါင်တိုလေးတွေရောက်နေပါပြီရှင်ပေါင်တိုကလည်းစိုက်စုံရောက်နေပါတယ်ဒီမှာပေါင်တိုလေးတွေနောက်ဝါချီဒီလိုအရှည်တွေလည်းရှိပါတယ် over size ကြီးသမားတွေရော280ပေါ့နော်ပေါင်90ကနေပေါင်120ရှိသလိုပေါင်120ကနေပြီးပေါင်150 60အထိဝေးလို့ရတဲ့အရှည်တွေလည်းရှိသလိုနောက်ဒူးကြကလည်းမမိုးရှိမှာအဲ့ဒီလိုပဲပေါင်90ကနေပြီးတော့ပေါင်120ပေါင်120ကနေပေါင်150အထိဝေးလို့ဟာရတဲ့ဝါချီတွေပေါ့နော်ရောက်ရှိနေပါပြီ size စုံတွေရောက်နေပါပြီရှင်ဝါချီပေါင်းမီလေးတွေထပ်ပြီးတော့ရောက်နေတယ်ပေါ့နော်ကြည်ရတာတဲ့အရင်လိုကြည်မကောင်းဘူးအရင်လိုကြည်ကောင်းအောင်မိတ်ကလူးလိုက်အောင်မဲဩဈေးရောင်စားနေပါတယ်ဆိုကမှမင်းသမီးလှုပ်စားနေတာမှမှတ်တာကြည်ကောင်းအောင်ဘသူကသူကြည်ကောင်းအောင်ပဲငါလှုပ်ပြီးတော့ပြနေအောင်ပဲကြာတာအဲ့ဒါလူတွေလည်းတော်တော်ခက်တာပဲတိလားကိုအကြောင်းပဲကိုသိတယ်သူများအကြောင်းသူများမသိဘူးကိုဘဝဝမ်းစေဝမ်းရည်အတွက်ရှာဖွေပြီးစားတောင်းနေရတာသူများကြည်ကောင်းဖို့မလိုဘူးကြည်ကောင်းအောင်ကပြဖို့မလိုဘူးဈေးအောင်စားနေတာသူကြည်ကောင်းအောင်တတ်ရှင်ကြည်ကောင်းအောင်ကျမတတ်တပုတ်ရိုက်ပေးအောင်မကြည်ကောင်းအောင်ပတ်စံပေးကြည်နေရတာဆိုတော့ကြည်မကောင်းတာတို့ကြည်ကောင်းတာတို့လားလာပြီးတော့ဝေဖန်တာဆိုတာဩဒုက္ခပါပဲသူကြတော့ကိုကြည်ကောင်းအောင်မရိုက်ဘူးသူများကြည်မကောင်းတာလားပြီးပြောနေတယ်ဘဝဝမ်းရဲ့အတွက်ရှာဖွေပြီးစားတောင်းနေရတာရောင်းချစားတောင်းနေရတဲ့လူတွေကကြည်ကောင်းဖို့မလိုဘူးဟုတ်လားကြည်ကောင်းတာကိုကြည်ကျင်လို့ရှိရင်မင်းသားတွေမင်းသမီးတွေသွားကြည်ရေအဲ့မှာသူတို့ကတော့ကြည်ကောင်းအောင်မိတ်ကပ်နဲ့ခန်းနီနဲ့မမိုးတို့ကတော့မိတ်ကပ်ကိုလူပြီးကြာနာမနေနိုင်ဘူးတော့ကြည်မကောင်းရင်ကြော်လိုက်ကြည်ကောင်းတဲ့နေရာကိုသွားကြည်စိတ်ကူတော့အောင်လာမလုံးနဲ့